စိတ်ဘယ်နှမျိုးလောက်ပြောင်းသွားမယ်ထင်ပါသလဲဝင်လေကိုတိတာကတစ်စိတ်ထွက်လေကိုတိတာကတစ်စိတ်အတွေးကလေးဖြစ်သွားတာကတစ်စိတ်တွေးနေတာကိုတိသွားတာကတစ်စိတ်နာသီးဖျားကိုပြန်ကတ်အောင်မလို့တိတာကတစ်စိတ်နာသီးဖျားကိုအာယုံလှမ်းပြူတာကတစ်စိတ်နာသီးဖျားကဝင်လေကိုတိတာကတစ်စိတ်ထွက်လေကိုတိတာကတစ်စိတ်တရားမှန်ရင်ခါကလေးကုံလာရင်ရောအတွေးတွေများလိုက်တာကတစ်စိတ်ခန္ဓာကိုယ်ကိုပြန်စစ်အောင်မှာကတစ်စိတ်ခန္ဓာကိုယ်ကိုညံနဲ့စစ်နေတာကတစ်စိတ်ခါကုန်းနေလို့အတွေးတွေထွက်နေတာပဲလို့သိသွားတာကတစ်စိတ်ခါကလေးဆက်လိုက်အောင်မယ်လို့တွေးရတာကတစ်စိတ်ခါဆက်လိုက်တာကတစ်စိတ်ရပြီလို့ဆုံးဖြတ်တာကတစ်စိတ်နာသီးဖျားကိုအာယုံပြန်ပြုတ်မယ်လို့ဖြစ်တာကတစ်စိတ်နာသီးဖျားကဝင်လေပြန်သိတာကတစ်စိတ်ထွက်လေကိုသိတာကတစ်စိတ်စိတ်တွေဘလောက်ပြောင်းပြီးအလုပ်တွေလုပ်နေသလဲဒီလိုတွေသိနိုင်ဖို့ရဘာတွေလိုမယ်ထင်ပါသလဲမိမိတို့ဘာသာပဲဆင်ခြင်ကြည့်ကြပါရှင်တညာသိနဲ့ခန္ဓာသိဘလို့ခွာသလဲစိတ်ဓာတ်နုပဒနာဟာအင်မတန်နူးညံ့နေတိမ်မွေ့တယ်ခက်ခဲတယ်နက်နဲတယ်အဆင့်မြင့်နေပရိယေများပါတယ်ကျမအမြင်ကိလေသာစိတ်နဲ့သီလသမာဓိပညာတို့ရဲ့ရန်ဆွဲပွဲနေတောင်တူနေပါတယ်နိုင်သူလက်ခမောင်းခက်စတန်ပေါ်ရှင်ဆရာသမားကောင်းကလည်းမရှိမဖြစ်ပါဘူးဆရာသမားကအမားတွေထောက်ပြီးပြုပြင်ပေးနေတာပါမိမိရဲ့စိတ်အစဉ်တွေမြင်နိုင်ဖို့ရာလွယ်မလားခက်မလားစဉ်းကျင်ကြည့်ကြပါရှင်မိမိတို့သိနေတာအပေါ်ယံစိတ်တွေသာဖြစ်ပါတယ်ဒီစိတ်ကိုပိုင်နိုင်ရင်လောကဓာတ်ကြားမှာပြုံးပြီးနေနိုင်ပါလိမ့်မယ်ဒီစိတ်ကိုမပိုင်ရင်တော့လောကဓာတ်အနှိမ့်အမြင့်အတက်အချတွေကြားလူကလှိမ်ကဖြစ်နေတော့မှာပေါ့ဒီစိတ်တွေကညံအောင်ရောက်လာပြီးစိတ်ကြီးရုပ်ကြီးမှဒွါရ6ပေါက်ကိုညှို့နေတဲ့အာယုံကိုမြင်နိုင်ပါမယ်အရိယာတွေသိတဲ့တရားပုထုဇဉ်တွေမသိနိုင်ပါဘူးတဲ့တရားတော်တွေမှာနာဘူးပါနဲ့ကျမဒီစာကိုရေးတာကတရားကိုမလောပါနဲ့တဆင့်ပြီးတဆင့်သွားပါတရားကဘယ်မှမပြေးပါဘူးကျမတို့ခန္ဓာမှာပဲရှိနေတာပါသီလသမာဓိပညာပြည့်စုံလာရင်သူနဲ့ထိုက်တဲ့တရားကိုသိလာမှာပါရှင်တရားအသိထူဉာဏ်ထူအလွယ်တကူရကြပါသည်ရှင်ကျေးဇူးများကြီးတင်ပါတယ်